ရင်ကောင်းလိုလူမဖြစ်စေနဲ့တဲ့ရင်ကောင်းနေရာဘလောက်ပဲကောင်းတဲ့နေရာပဲရှိနေပါစေမကောင်းတဲ့နေရာအညီအဟောက်ရှိတဲ့နေရာကိုသာရွေးပြီးထိုးဆွအုံတတ်တဲ့အကျင့်ရှိတယ်အဲ့လိုပဲလူတယောက်မှာဘလောက်ပဲကောင်းကွက်တွေရှိအဲ့ဒီကောင်းကွက်တွေကိုမမြင်နိုင်ဘဲနဲ့သူ့ရဲ့ဆိုးကွက်တွေသူ့ရဲ့အားနည်းချက်တွေကိုအမြဲတမ်းအပြစ်ရှာပြီးတော့ထိုးဆွတတ်တဲ့ပုဂ္ဂိုလ်ဟာရင်ကောင်းလိုလူပါပဲတဲ့ရင်ကောင်းလိုလူရဲ့ဘဝဟာသူတစ်ပါးရဲ့အပြစ်တွေကိုအမြဲတမ်းလိုက်ကြည့်နေရတဲ့အတွက်သူ့ရဲ့စိတ်ဟာဘယ်တော့မှငြိမ်အေးမှုကိုမရနိုင်ဘူးတဲ့ဒါကြောင့်ရင်ကောင်းလိုလူမဖြစ်အောင်အော်ငါလဲမှားတတ်တာပါပဲလားဆိုပြီးသူတစ်ပါးရဲ့အမှားကိုသင်ခန်းစာယူမယ်သူတစ်ပါးရဲ့အမှားကိုချင်းစာနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားအားထုတ်ပြီးနေထိုင်ကြရမှာဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ